အသက်ကြီးလာရင်ငါဘယ်သူနဲ့နေရမလဲလို့တွေးမိကြမှာပဲ။ဒါသဘာဝကျပါတယ်။ကံကြမ္မာဆိုတာဘာမှမပြောနိုင်ဘူး။အေးမြလုံခြုံတဲ့ဘဝလေးတစ်ခုကိုတစ်သက်လုံးပိုင်ဆိုင်ရမှာပဲလို့စိတ်ကူးထားခဲ့ဘူးလိမ့်မယ်။မဖြစ်လာခဲ့ရင်တော့ကိုယ့်ရဲ့ကံပဲပေါ့။အဲ့တော့ဘာကိုပူနေမှာလဲ။ကိုယ်ပန်နေလို့လေတို့လိုနတ်တောင်မလိုက်နိုင်တဲ့ကိစ္စတွေအတွက်ဘာအဖြေမှရလာမယ်မထင်ဘူး။ကိုယ်သာပြင်ပန်းသွားဖို့ရှိတာပဲ။ကံကြမ္မာဆိုတာကိုယ်မြင်ရတာမှမဟုတ်ပဲ။ကောင်းတာလည်းဖြစ်နိုင်တယ်လို့ဆိုးတာလည်းဖြစ်နိုင်တယ်။ခုချိန်မှာကျန်းမာနေသေးတယ်။နေရေးစားရေးအဆင်ပြေနေတယ်ဆိုဝမ်းသာလိုက်ပါ။အသက်ကြီးဆွရှည်နေပြီးကိုယ်အရိုးကိုတောင်ကိုယ်မတည်နိုင်တော့တဲ့အချိန်ကိုယ်တယောက်တည်းနေလို့မဖြစ်နိုင်တဲ့အခါဘိုးဘွားရိပ်သာသွားနေရင်လည်းနေရမှာပဲပေါ့။တူနေတဲ့သူတွေကစောင့်ရှောက်ရင်လည်းစောင့်ရှောက်မှာပေါ့။ကိုယ့်မိသားစုကိုစောင့်ရှောက်နေတဲ့အချိန်မှာတော့အကောင်းဆုံးလုပ်ပေးခဲ့တယ်လေ။အတိတ်ကံအကျိုးပေးဘယ်လိုလာမလဲဆိုတာတော့မသိဘူးပေါ့။ခုလောလောဆယ်တော့အဆင်ပြေနေပါတယ်။နေကောင်းနေသေးတယ်။ကိုယ့်ကိုယ်ကိုထူမနိုင်သေးတယ်။အဲ့တော့ကျန်းမာရေးလေးပိုဂရုစိုက်ပြီးနေရမယ်။ကျန်းမာရေးမကောင်းရင်ပြုစုရမယ့်သူအတွက်ကဝန်ပိုတတ်တယ်။ဒီမကြမိဖို့လည်းလိုသေးတယ်။ကိုကြိုက်တယ်လို့ကိုယ်တိုင်ဘာမှမလုပ်နိုင်တော့တဲ့ချိန်မှာသူများလုပ်ပေးတာကိုကြိုက်လိုက်ရုံပဲရှိတာပဲ။မကြိုက်ဘူးဆိုရင်တောင်အညိုညင်မိဖို့အရေးကြီးသေးတယ်။အရန်ကြည်ကြနေရင်ကိုနာဘသူမှကတ်ချင်မှာမဟုတ်ဘူး။လောကဓာတ်ကိုခံနိုင်ရည်ရှိဖို့အခုတည်းကလေ့ကျင့်ပြင်ဆင်ထားရမှာပဲ။လောကမှာပြောစရာတွေကြီးလည်းဇက်တိုက်မလာဘူး။တက်နေတဲ့ချိန်ရှိသလိုကြားတဲ့ချိန်လည်းရှိအောင်ပါပဲ။ဘိုးဘွားရိပ်သာကိုတယောက်တည်းရောက်သွားပြီးအလူရှင်တွေကျွေးတဲ့ထမင်းလက်အုပ်ကလေးချီပြီးဆုတောင်းမေတ္တာပို့စားရတဲ့ဘဝမျိုးလဲရောက်နိုင်သေးတာပဲ။လောကမှာမဖြစ်နိုင်တာဆိုတာဘာမှမရှိဘူးလေ။တက်ကြီးလာတဲ့အခါမိလာခဲ့ရင်ဘုရားသာတောင်မရွတ်တတ်တော့တဲ့ဘိုးဘွားတွေတွေ့ဘူးတယ်။သတိမမေ့အောင်သတိကပ်နေတဲ့အကျင့်ကိုလုပ်ရမယ်။တရားများများထိုင်ရမယ်။ပတ်စံဆိုတာဝဇာနာသာရှိတော့ရှိရမယ်။ဒါပေမဲ့တချို့ကုတ်ကပ်ပြီးစူးကြတာ။တက်ကြီးလာတော့ကိုယ်မှဘယ်လောက်ရှိလဲဆိုတာတောင်မေ့သွားပြီးချိန်တန်တော့ထိုက်တန်တဲ့သူပဲရသွားတာပဲ။သူရဖို့အတွက်မလူရက်မတန်းရက်မစားရက်မတောက်ရက်ချစ်ကုတ်ပြီးစုပေးခဲ့ရတယ်လို့ပဲမတန်ပါဘူး။တတိတွေကောင်းတော့မှအလှတန်းတွေများများလုပ်ခဲ့ရမယ်။ကိုနောက်ကိုပါမဲ့ကိစ္စမျိုးတွေပေါ့။ကိုတည်သွားရင်တောင်ကိုလူတန်းခဲ့တဲ့ကိုဌာနကမတည်ဘူး။အမြဲတမ်းစည်းဝင်နေသမျှကိုလည်းကုသိုလ်တွေရနေမယ်လေ။တကယ်တမ်းဖြစ်လာပြီဆိုရင်ဘယ်လိုနေရာမျိုးမှနေရကြော်တကင်းစာလေးရှိရင်ကိုလုံလောက်နေပြီ။လူတွေရောနေရာအကျယ်ဝန်းတွေရောယာတုကုန်သိမ်တွေစီးစိမ်ဥစ္စာချမ်းသာတွေဆိုတာအများကြီးမလိုတော့ဘူး။ကြည့်နေရင်တောင်မေ့တဲ့ဟာတွေမေ့ကုန်ပြီ။ခြေတလှမ်းလှမ်းဖို့တောင်သိပ်ခက်ခဲတဲ့အချိန်ကိုရောက်နေပြီဆိုရင်ကိုထားခဲ့ရမှာတွေအတွက်ကိုပင်တဲ့စိတ်ဆိုတာသိနိုင်ပါဦးတော့မလား။နောက်ဆုံးတော့သားသမီးရှိတဲ့သူပဲဖြစ်ဖြစ်မရှိတဲ့သူပဲဖြစ်ဖြစ်ဒီနေ့တည်သွားကြမှာပဲ။ကိုနောက်ဆုံးအချိန်ကိုဘယ်လိုကြော်ဖြတ်သွားမလဲဘယ်လိုပြင်ဆင်ထားရမလဲဆိုတာတော့ပဲစိတ်ဝင်စားတော့တယ်။စိတ်လည်းတွေးပူမနေတော့ဘူး